အခုချင်းမြင်လာတဲ့အားလက်ချေကိုခန်းစားရမယ့်အချိန်အဲ့ဒီပထမဆုံး course ကတော့ Samsung Delight ကမ္ဘာတဝန်းမှာနည်းပညာတွေကိုဦးဆောင်နေတဲ့လုပ်ငန်းစု Samsung Electronics နဲ့အတူပျော်ရွှင်မှုတွေပြည့်နှက်နေတဲ့ future lifestyle ကိုတွေ့ကြုံစမ်းသပ်ကြည့်ဖို့ top 10 နဲ့အတူလိုက်ကြည့်ကြပါစို့လားဒီတစ်ခါမှာတော့ကိုရီးယားသမ္မတနိုင်ငံရဲ့အဓိကခရီးစည်းကြောင်းနေရာ Hongdae ကိုတွားရောက်ခဲ့ပါတယ်။ကာလာမျိုးစုံနဲ့ဒီဇိုင်းအစုံလင်ကြောင့်ကိုယူဝစ်သွားနေတဲ့ make-up ပစ္စည်းတွေဒီထဲမှာတကမ္ဘာလုံးမှာနာမည်ကြီးနေတဲ့ Korea Beauty ရဲ့လျှို့ဝှက်ချက်တွေကိုရှာတွေ့နိုင်မှာလား뭐 여러 가지 중요한 것들이 있겠지만 저는 베이스라고 생각해요. 피부 표현. 파운데이션이나 이런 거 전에 저희 이제 선쿠션 같은 거는 톤업의 기능을 해주거든요. 그래서 원래 좋았던 피부처럼 가볍게 얇게 그러면서도 이렇게 촉촉하게 유지할 수 있는 피부 표현이 저희 K-뷰티의 가장 큰 무기가 아닌가라는 생각을 항상 하고 있어요. K-뷰티 랩들 링체진장 오모 라빠라의 top 10 ဒီတစ်ခါမှရောဘယ်နေရာဖြစ်မလဲမျက်လုံးတွေတစ်ဖြက်ဖြက်ခတ်နေကြတဲ့တန်ဖိုးဝင်တွေသူတို့တွေဒီလောက်တော့အော်တုံလို့သွားရတဲ့အကြောင်းရင်းကတော့မြန်မာနိုင်ငံမှာမြင်တွေ့ရခဲ့တဲ့နှင်းနဲ့ရေခဲတွေရဲ့နိုင်ငံဆောင်းရာသီရဲ့ဘရင်နိုင်ငံကိုရောက်လာသူအားလုံးကိုကြိုးစိုးပါတယ်ပြောပါတယ်တဲ့ဆိုရင်တော့အခုဟာကိုရိုင်းကိုကြစောင်းရသည့်အရာသားကိုလက်တွေ့ခန်းစားကြည့်ရမယ့်အချိန်ရေခဲပြင်မှာကစားရမယ့် Galaxy Star အဖွဲ့ရဲ့စောင်းရသည့်အားကစားပြိုင်ပွဲ Top 10 နဲ့အဖွဲ့3ဖွဲ့ခွဲပြီးစောင်းရသည့်အားကစားနည်းကိုစိတ်ခွန်ကြပါတယ်ပထမဆုံးအချိန်လုပ်ကြည့်ရဲ့ရေခဲပြင်ကိန်းသူတို့တွေတိတိကျကျကစားနိုင်ကြပါမလားအကောင်းဆုံးကြိုးစားပြီးတော့လေတင်းအတွက်ခြေသိမ်းယူကြတာ1 2 3 Fighting! Go, go, go! See, fighting!ပထမဆုံးလှုပ်ကြည့်တဲ့စောင်းရသည့်အားကစားနည်းကြောင့်အဖွဲ့အားလုံးအကြက်တဲတွေ့နေတဲ့ကြားမှာအနိုင်ရှုံးဆုံးဖြတ်ပေးမဲ့နောက်ဆုံးအခွင့်အရေးအဖွဲ့တစ်ဖွဲ့ချင်းစီရဲ့ကိုစားပြုရှင်ပြိုင်သူတဦးစီကိုယ်တိုင် stone တွေဖြစ်သွားပြီးအချင်းချင်းထိတ်တိုက်တွေ့ကြပါတော့တယ်အလေတက်နော်အလေတက်တွန်းနော်မာတွန်းနော်
ခဏလေးခဏလေးဂိမ်းအဖြတ်သမားလေးဂျွန်တန်ကရဲ့ ADA ဆက်လှုပ်ရှားမှုကြောင့်ဖြစ်ပါလေကာလင်းဂိမ်းမှာတော့ခီးအဖွဲ့ကအနိုင်ရရှိသွားခဲ့ပါတယ်ကလစီစတာအဖွဲ့ရဲ့ဆောင်းရသည့်အားကစားနည်းပြိုင်ပွဲဒုတိယမြောက်ကစားနည်းအမျိုးအစားကတော့စဖားလေးလက်ဆင့်ကမ်းစီးပွဲโอเคJimmy fighting Okayမလပုံစံနဲ့ဂိမ်းအဖြတ်သမားလေးဂျွန်တန်ကမစီမဆိုင်လမ်းကြောင်းဘက်ကိုစွတ်ဖားစီးသွားပြီးဂိမ်းအဖြတ်သမားပီတာတဲ့အရေးချင်းမျိုးပြပေးခဲ့တာပါလားစမ်းချင်ဘက်အနေနဲ့မတင်မဲ့ထားတဲ့အန်အိုးပွေရာအားကစားစွမ်းရည်ကိုပြသပေးခဲ့တဲ့စောအစင်းမျိုးဒီတစ်ခါမှာတော့ရှုံးလို့မဖြစ်ပါဘူးတားဆီမရှိအပြေးလွှာဂိုးဝင်အောင်လုပ်ပြီးအဖွဲ့အတွက်အနိုင်ယူပေးခဲ့ပါတယ်